ဒါကကျွန်တော်တို့ yoga session မစခင်အားလုံးကိုသွေးပူလေ့ကျင့်ခန်းတွေလုပ်နေခြင်းဖြစ်ပါတယ်ဒါကကျွန်တော်တို့ရဲ့ morning club ဖြစ်ပါတယ် morning club မှာဆိုရင်ထောက်ချက်ကနေပြီးတော့2နာရီကြာတော့ကားစီးပြီးတော့တကူးတကလာတက်တဲ့ဆရာမတွေပါတယ်မိုးရွာနေတဲ့အချိန်မှာတော့မှစူးစမ်းပြီးတော့လာရောက်ပြီးတော့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ် line ပေါ်ကနေ join နေတဲ့စင်ကာပူတို့မလေးရှားတို့ကဆရာမတွေလည်းပါတယ်ဆရာဝန်တွေလည်းပါတယ်လို့နာဇင်ကဆရာမတွေလည်းပါတယ်တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်အဓိကကျွန်တော်ပြောချင်တာကကျွန်တော်တို့ yoga ဆိုတာ exercise မဟုတ်ပါဘူးဒါပြင်ကျွန်တော်တို့ yoga ကျင့်ကြမှာဖြစ်ပါတယ်ပြီးတော့ခက်ခဲတဲ့ post တွေလုံးဝမပါပါဘူး yoga ကိုကုနေတဲ့ yoga အာဆန်လေးတွေတာဖြစ်ပါတယ်တယောက်ချင်းစီအားဆိုရင်တချို့ဆိုခါနာနေတဲ့တွေပါတယ်တချို့ဆိုသွေးလေးဘက်နာသမားတွေပါတယ်တချို့ဆိုဒူးနာနေတဲ့တွေပါတယ်အဲ့တော့ဘာ yoga မှမရှိဘဲနဲ့ yoga ကာကွယ်ခြင်းတဲ့လူတွေလည်းပါပါတယ်အဲ့တော့ကိုကဒီလှုပ်ရှားမှုတွေကိုနေ့စဉ်လုပ်သွားမယ်ဆိုရင်ကိုယ့်ရဲ့ယောဂဝေဒနာတွေအသက်ကြီးလို့ဖြစ်တဲ့ယောဂဝေဒနာတွေဟာလာမှာမဟုတ်တော့ပါဘူးကျွန်တော်တို့เนาะအဲ့တော့ prevention is better than cure ဆိုတဲ့အတိုင်းပဲမဖြစ်ခင်ကြိုတင်ကာဝယ်နေခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်